ရှင်စာရေးဆရာကြီးတက္ကသိုလ်ဦးစိန်မောင်မြင့်ရေးလိုက်တဲ့သချင်းလေးကဟုတ်ကဲ့ဘလောက်တောင်မှထိပ်ပဲရှိလိုက်တယ်လေဆိုတော့ဘယ်လိုတော့ဒါသူ့ရဲ့ကိုရိဖြစ်ပျက်ကိုရေးထားတာနော်ဟုတ်ပြီဒီလိုသိရဟုတ်ဒီတနေ့မှာတဲ့အင်းအားကံပေါင်းပေါ့အပန်းဖြေရင်းနဲ့လမ်းလျှောက်ကလေးထွက်လိုက်တော့လမ်းလျှောက်ထွက်တော့ကံပေါင်းမှာမျက်နှာချင်းဆိုင်တွေ့လိုက်တာဟာဘာပါလဲတက္ကသိုလ်ကျောင်းသူလေးတူတယ်ဟုတ်ပြီတက္ကသိုလ်ကျောင်းသူလေးကကိုစောရှင်မျက်လွာကလေးချပြီးတော့ရင်ကြီးကြီးလေးလမ်းလျှောက်လာလိုက်တာဥစိန်မောင်မြင်လိုက်ရတော့မြင်တော့သူမြင်လိုက်ရတဲ့တက္ကသိုလ်ကျောင်းသူလေးရဲ့ပုံပန်းတန်တာဘလို့လေးလဲဘယ်လိုတော့တပတ်ရှုံးစလုံးကြော့မှာတပိပပန်လာမြို့ဝါသွေးရှိပါလိလက်ရှိထူထူလေးတွေကကျသွေးနီနီသမီးပါကရင်လည်းရင်သွားမျက်မှောင်ကတိပါလောက်ပါရင်ကြီးအုံတော်လေးနဲ့ပါရင်ကြီးလေးပါတက္ကသိုလ်ကျောင်းသူလေးရင်ကြီးလိုက်ပုံများတယ်ဗျာဟုတ်ကဲ့ဆာနာတော်လည်းတည်တယ်ဟုတ်ပြီအချင်းနာတော်လည်းတည်တယ်ဟုတ်ပြီတပတ်ရှူစလုံးကြော့မှာတပွေပပလာတပွေပပလာကိုစောချင်းအရင်ခေတ်တုန်းကမျိုးသမီးများသပင်ကိုအမြဲတမ်းထားကြတော့အရှိကြီးဗျဟုတ်ကဲ့သပင်တစ်ခေါက်ရိုက်ကြီးကိုဟုတ်ကဲ့တပတ်ရှူထုံးပြီးတော့တဲ့အဲ့ဒီစလုံးကြီးပေါ်မှာပန်ထားလိုက်တဲ့ပန်းကဟုတ်ကဲ့တပွင့်နေဟုတ်ပြီဒါတော့ယဉ်ကျေးမှုရှိခဲ့တဲ့အရင်တော့တက္ကသိုလ်ကျောင်းသူလေးအကြောင်းကြီးလာတာဒါကလေးကျွန်တော်တီးအောင်မယ်ဗျကြီးပါဗျဒီလိုသွားမယ်ဟေးအေးခေါဟုတ်ပြီကျွန်တော်ပြေထွင်မိတာလားအသွားလားဘုရားရှင်လက်ပူးရီလို့ခေါ်တယ်နော်ဟုတ်ကဲ့ဆိုင်လောကမှာလက်ပူးတွေလက်ကြောတဲ့ဒေသနှမျိုးရှိဟုတ်တယ်ဗျလက်ပူးရီလက်ကြော်ဒီနှမျိုးရှိလက်ပူးရီဆိုတာငါ့ဒီဘယ်လိုလက်ပူးရီဆိုတာဘုရားရှင်ကျတော့အဖိုးကမှကြီးစပြီးထွင်ပြီးတီးသွားတဲ့လက်ပူးရီဘယ်လိုတော့လက်ပူးရီကလက်ညှိုးလေးနှချောင်းပူးပြီးတီးလိုက်တဲ့အတန်တော့ဘာလို့ကတော့အဲ့လက်ပူးရီရဲ့ဘော်ဒီကအဲ့ဒါလက်ပူးရီလက်ကြော်လားလက်ကြော်ဒါလက်တချောင်းပေါ်တချောင်းကြော်တီးရလက်ကြော်တီးအဲ့ဒါမင်းတို့လက်ကြော်ပေါ့ဟုတ်တယ်မင်းတို့လက်ကြော်နဲ့ငါတို့လက်ကြော်မတူဘူးမင်းလက်ကြော်ဘယ်လိုလဲငါတို့လက်ကြော်ကတော့ကလေးတစ်ယောက်တော့အသားလေးကြော်လိုက်ဟာတော့ဆောင်းလက်လေးနဲ့အုပ်လိုက်အောင်ကလေးလေးအုပ်ပြီးမှနဲ့အုပ်မယ်ဘယ်လိုပြောပါအဲ့ဒါရင်ဒုတိယပိုင်းဟုတ်ကဲ့တပတ်ရှင်စလုံးကျော်မှာဒီပိုင်လေးကိုလက်ပူရီအတေးလွှားအလေးခေါက်အကွေ့အကောင့်နေကျွန်တော်တို့ဒီတိုင်းလုပ်နေတာဟောဒီခေါက်မြမဆန်းဆန်းအနောက်ဟမ်မနောမဖောက်ပြန်တော့သဘောလားဝိသကလာမြမဆန်းဆန်းအနောက်ဟမ်မနောမဖောက်ပြန်တော့သဘောလားဝိသကလာရှိတိုင်းရဲ့စေဒီကအချိုးကြကြတော့ပါလို့ချစ်စရာနေဘူးလေတကတော့ကြောက်တူတူပါဟုတ်ပြီဒီကြီးရတော့ကြွားကြွားရရအေးလက်ပူးရီကိုအပြေးလွှားတီးလိုက်ဟုတ်ကဲ့အဲ့ဒါဘုရားရှင်အပြေးလွှားမှာကျွန်တော်တို့ဘယ်လိုဖွင့်ပေးထားလဲဘယ်လိုတော့ညနေကရှင်းလောင်းလိုက်တယ်နော်ဟုတ်တယ်ရှင်းလောင်းတဲ့ပွဲကြီးမှာကျွန်တော်လည်းမြင်ကြည့်လိုက်ပြန်ဟုတ်လက်ရင်ကြော်ကလေးတွေနားသားတင်ဖို့ဆင်းလာလိုက်တော့ဟုတ်လက်ရင်ကလေးလှလှပပလေးဟုတ်ကဲ့နွားကြီးတွေကလည်းတဲ့တန်တန်မာမာကြီးတွေဟုတ်ကဲ့လွားလည်းမအလှပြမှာဒါပေါ့အဲ့ဒီမှာစီးတဲ့လူကမောင်းတဲ့လူနဲ့ဟုတ်နားသားလေးပဲပါဒါပဲလေဝင်မပါဘူးလေဝင်မပါတော့နွားကြီးတွေကတန်တန်မာမာကြီးပြေးလိုက်တာကြွကြွရွာရွာကလေးပေါ့ပါပါလေးပေါ့ဟုတ်ကဲ့ဒီတန်တန်လေးကျွန်တော်တို့ထွင်ပေးထားတာကြီးဟောကြွကြွရွာရွာကလေးမျက်လုံးနဲ့မြင်ကြည့်တိုင်းဟုတ်ပါဟောကျွန်တော်ပြောတဲ့တန်တန်မြင်အောင်လှုပ်ဆန်းရညညလဲရင်ကြော်လေးမောင်းလို့ရပြီဟော